စားဒေါသပြေလွှမ်းနေတဲ့ဒေသံရဲဘော်များမိတ်ဆွေများပြည်သူများအားလုံးကျမ်းမာပါစေလို့ကျမတို့ podcast channel လို့ပြောဆက်တာလိုက်ရပါတယ်ဒီကနေ့မှာတော့2021ခုနှစ်စက်တင်ဘာလ18ရက်နေ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီစာစဉ်တွင်ဖော်ပြပါရှိခဲ့သည့်ရဲဘော်ညီနုရဲ့နိုင်ငံတကာအခြေအနေနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ Federal Democracy အစပြုမှုဆောင်ပါကိုဖတ်ကြားတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နိုင်ငံတကာအခြေအနေနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့ Federal Democracy အစပြုမှုစစ်ကောင်စီဟာကမ်းကုန်အောင်ရက်ဆက်တယ်ရုပ်မာတာလဲကမ်းကုန်အောင်ပါပဲတက်မတော်တရဲလို့တော့ပြောဖို့ခက်ခဲလာတယ်ဒါကြောင့်လဲတိုင်းပြည်တွင်းကခြေခံလူထုကယနေ့စစ်တပ်ကိုဖက်စစ်တပ်လို့ကင်မွန်းတတ်တာဖြစ်တယ်တကဘာလုံးနဲ့ကြားလိုက်မယ်ထင်တယ်ဒီလိုအခြေအနေမျိုးမှာအာဆီယံ consensus ဆိုတာဖြစ်တည်လာတယ်အာဆီယံ consensus နဲ့ပတ်သက်လို့ပါတီရဲ့သဘောထားကိုရေးဖို့ကျွန်တော်ရဲဘော်ကြီးကခဏတိုက်တွန်းတယ်ဗီဒီယိုကလစ်လေးပါလုပ်ဖို့ပြောတယ်ရေးတော့ရေးဖြစ်ခဲ့ပြီဗီဒီယိုကလစ်မလုပ်ဖြစ်ခဲ့လိုက်ဘူးဒါနဲ့ဒီစောင်းပါလေးနဲ့နိုင်ငံတကာအခြေအနေအာဆီယံအပါအဝင်ကိုသုံးသက်ကြည့်ဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်ပြောင်းလဲအတွက်ကျွန်တော်တို့ပြည်သူတွေကတော့ချက်ကြတယ်တပြိုင်နက်တည်းတိုင်းပြည်တွင်းကနိုင်ငံရေးအင်အားစုတွေအခြေအနေနဲ့ဒေတာတွင်းနဲ့နိုင်ငံတကာကကျွန်တော်တို့လှုပ်ရှားမှုပေါ်ဘလို့သဘောထားလဲကျွန်တော်တို့တိုင်းပြည်ပြောင်းလဲဖို့ဘလို့ဖြစ်စေချင်တယ်လဲဆိုတဲ့အခြေအနေတွေကလည်းထက်တွက်ရမယ့်ကိစ္စတွေရေးပါတဲ့ကိစ္စတွေဖြစ်တယ်ပြီးခဲ့တဲ့အာဆီယံသဘောတူညီချက်တွေကိုကျွန်တော်တို့တိုင်းပြည်အတွက်ရေးပါတဲ့နိုင်ငံကြီးတွေဖြစ်တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံရောအမေရိကန်ပြည်ထောင်စုကထောက်ခံတဲ့သဘောရှိရလို့ကျွန်တော်နားလည်မိတယ်မင်းအောင်လိုင်းနဲ့စကားသဘောတူတယ်လို့နဲ့မလဲရှုပ်လုပ်ခဲ့သဘောတူပြီးအာဆီယံကိုအတင်းဆွဲခေါ်ခဲ့ကျွန်တော်တို့တိုင်းပြည်နဲ့ပြည်သူတွေအကျက်တဲတွေ့နိုင်တယ်ဒီလိုပဲစိုးသေးကမူအာဆီယံသမိုင်းမှာဒီလိုနိုင်ငံတစ်ခုရဲ့ရေးရာကိစ္စဝင်ရောက်ဆောင်ရွက်ဖို့ဆိုရဲသဘောထားတစ်ခါမှမရှိခဲ့ဘူးလားမြန်မာပြည်ကိစ္စပေါ့ဒီလောက်ညီညွတ်တာကတော့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ခဲ့အာဆီယံချာတာတော့ပြောင်းလဲရေးသားရမယ့်အခြေအနေဖြစ်တယ်တကယ်တော့ကျွန်တော်တို့ဒေတာတွင်းနိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုသမိုင်းပဲအခုလိုသမိုင်းမှတ်ကြောက်တင်ခဲ့ရတာဟာမြန်မာပြည်သူအများစုရဲ့တနစ်နီးပါးကြာဇွဲနှပဲနဲ့အနစ်နာခံပြီးအသက်ကိုပဲဗဒါနာမထားတော့တဲ့တိုက်ပွဲဝင်နေမှုအပြိုင်နဲ့တည်းစစ်အုပ်စုရဲ့ရက်ဆက်ရုပ်မာမှုတွေကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်။တနည်းအားဖြင့်ကျွန်တော်တို့တိုင်းပြည်တွေကပြင်းထန်လှတဲ့ဒီမိုကရေစီရဲ့တိုက်ပွဲအရှိန်ကြောင့်ဖြစ်ဒါကတော့အာဆီယံရဲ့အရေးယူဆောင်ရွက်မှုနဲ့ပတ်သက်တဲ့အမည်ဖြစ်တယ်။အာဆီယံမူ၅ချက်နဲ့ပတ်သက်ရင်တော့မြန်မာပြည်သူတွေယနေ့တိုက်ပွဲဝင်တောင်းဆိုနေတဲ့မြေပြင်အခြေအနေတွေနဲ့အတော်ကွာခြားတယ်။ကျွန်တော်မြင်တာတွေကိုဖော်ပြရရင်ယနေ့မြန်မာပြည်သူတွေကစစ်တပ်ကိုဖက်စစ်တပ်လို့ခိုင်မာပြောဆိုနေပြီဖြစ်တယ်။အဲ့လိုစစ်တပ်မျိုးကိုလိုချင်တော့တာဖြစ်တယ်။ယနေ့ပြည်သူတွေတောင်းဆိုနေတာကျွန်တော်တို့တိုင်းပြည်အခြေအနေနဲ့တိုက်ညီမဲ့ Federal တက်မတော်တွေဖြစ်တယ်။နှစ်နိုင်ငံရေးအရာလဲ Federal Democracy ဖြစ်တယ်။သုံးအဲ့တော့အာဆီယံသဘောတူညီမှုဆိုတာမြန်မာပြည်သူတွေတောင်းဆိုနေတဲ့လက်တွေ့တိုက်ပွဲတွေနဲ့တောင်းဆိုနေတဲ့နိုင်ငံရေးဆိုင်ရာတောင်းဆိုမှုတွေနဲ့အတော်လေးခြားနားနေတယ်လို့ပြောချင်ညီကုန်းချုပ်အနေနဲ့တင်ပြချင်တာကတော့အာဆီယံအပါအဝင်နိုင်ငံတကာမိသားစုအနေနဲ့ကျွန်တော်တို့တိုင်းပြည်တွေကပြည်သူတွေရဲ့သဘောထားအမှန်ကိုအလေးနဲ့ထားစီလို့လက်တွေ့မဲ့ပြည်သူတွေကအဝတ်တပြက်ဒီမိုကရေစီခင်းချင်းဖြစ်တဲ့2020ရွေးကောက်ပွဲခင်းချင်းကိုပြန်သွားဖို့တောင်းဆိုနေတာမဟုတ်2008ဖွဲ့စည်းပုံထောင်နဲ့ချီတဲ့ပြည်သူတွေအသေးခံအသက်ခံပြီးငင်းဆိုနေတာဖြစ်တယ်။ယနေ့ပြည်သူတွေတောင်းဆိုနေကြတာကတိုင်းပြည်အတွင်းကလူမျိုးအသီးသီးညီညွတ်စေမဲ့ Federal Democracy ပြည်ထောင်စုဖြစ်တယ်။ဒါကြောင့် Federal Democracy ပြည်ထောင်စုကိုတည်ဆောက်နိုင်မဲ့ Federal တက်မတော်အသစ်ကိုဖွဲ့စည်းနိုင်မဲ့နိုင်ငံရေးအခြေအနေခင်းချင်းဖြစ်တည်ဖို့ကိုဝိုင်းဝန်းတိုက်တွန်းကူညီကြဖို့မေတ္တာရက်ခံလိုပါတယ်။နီနုဒီတိုက်ပွဲကိုတူတူတွေလက်တွေမပြုတ်တဲ့
没人ဆိုင်မလား肉ချ